ငွေမက်လိုက်တာငွေထက်ရေးကြီးတာတွေအများကြီးရှိသေးတယ်လို့ပြောတဲ့လူတို့ရင်ကျမပြုံးပြလိုက်တော့တယ်စကားတခြားသူတွေအတွက်တော့မှန်ချင်းမှန်မှာပေါ့ဥမတောက်မှသီလဆောက်နိုင်မဲ့ကိုအတွက်ကတော့ငွေရသိပ်ရေးကြီးတယ်လို့ပြောတာကိုညံနေတယ်လို့ထင်ချင်းလဲထင်လို့ရပါတယ်ရန်ကြီးချမ်းသာတာမျိုးမဟုတ်ရင်တောင်စာဝတ်နေရေးပြေလဲတဲ့သူတွေအဖို့ကတော့ဒီခံစားချက်ကိုမသိနိုင်ပါဘူးချိန်ခါတိမ်ငယ်ခဲ့ရပြီးခံစားချက်တွေကြိုးကြည့်အောင်ရိုက်ချိုးခံခဲ့ရတဲ့အဓိကတရားခံကငွေပဲငွေမရှိရင်လူမထင်တဲ့ပတ်ဝန်းကျင်မှာကြီးခဲ့ရပြီးပြုံးပြတာချင်းတူရင်တောင်ငွေမရှိတဲ့သူပြုံးပြတဲ့အပြုံးကအကြီးတန်နေတဲ့လူတွေကိုဆက်ဆံတဲ့ပုံစံကိုမိဘရဲ့ဝင်ငွေနဲ့ဓာတ်ရိုက်ချိုးကြတယ်ဆိုတာကိုလည်းလက်ခံတယ်ငွေမရှိရင်လူရမွေမှုဆိုတဲ့သင်ခန်းစာကိုနှလုံးသားတွေနှုတ်နေတဲ့ကလေးဘဝတွေကကျဉ်ညက်အောင်သင်ယူခဲ့ပြီးပါပြီဆင်းရဲတယ်ဆိုတဲ့ဇက်ကောင်ကဇက်ကားထဲမှာသာကြည့်လို့ကောင်းတာပါခဲလက်တွေ့ဘဝမှာနှိမ်ကျင်တဲ့အကြည့်ထင်သေးတဲ့မျက်လုံးတွေနဲ့လူးလိမ့်နေအောင်ခံစားရတာခံစားမှုတဲ့လူတွေကလွဲရင်ဘယ်သူမှမသိနိုင်ဘူးအစင်ရမမမိတော့ပေမဲ့နာကျင်ခံစားခဲ့ရတဲ့တစ်ပင်ကတော့ဘယ်မေ့နိုင်ပါမလဲနော်ဘဝမှာလဲကြတစ်ခါပြန်ထားတလဲနဲ့ငွေချောင်းရခဲ့ဘူးတဲ့ဒဏ်ရာတွေကများလွန်းလို့ဘာဆေးလေးနာမကျက်နိုင်တော့တဲ့အထိပဲမက်တယ်ဆိုရင်တောင်ကိုအားကိုလို့ရတဲ့ငွေကိုပဲမက်ခဲ့ပြီးတော့ဘသူစီယာမှာလိမ့်လဲပြားတဲ့ငွေနဲ့ထမင်းတလုံးမစားခဲ့ဘူးတာမို့လို့လိပ်ပြလုံးပါတယ်ကိုအထင်သေးပြီးနှိမ်ချဆက်ဆံခဲ့ဘူးတဲ့သူတွေကိုအကောင်းဆုံးလက်စားချေနေရတနေ့တစ်နေ့ပိုကောင်းအောင်စူးစမ်းပြီးနေတာပဲတဲ့ဆိုရင်တော့ကျမသူတို့ကိုကောင်းကြီးလက်စားချေနေပါပြီဒီဖို့ကြောင့်เนี่ยအဝတ်စုပ်လောက်တောင်တန်ဖိုးမရှိဘူးလို့ပြောဆိုခဲ့တဲ့သူတွေကိုငွေရှိရင်တောင်အနာမကတ်နိုင်လောက်အောင်တန်ဖိုးကြီးပြအောင်မယ်။ရာအားလုံးကိုအချိန်ရကူစားပါတယ်လို့ပြောကြပေမဲ့အချိန်အများကြီးကြာသွားတောင်အဲ့ဒီတန်ရာတွေကနာကျင်နေရတော့မယ်။ဒီအတွက်ကြောင့်နဲ့တနာစရာလေးဆိုတဲ့သင်္ကေတကိုမျက်နှာနဲ့တွဲမှတ်မိရလောက်အောင်တင်ငယ်ခဲ့ဘူးတာမလို့ကျမကတော့ငွေသိမ့်မဲ့ပါတယ်။ကိုရက်နဲ့ကိုဇက်ကိုသာအတိဆုံးမလို့ကိုချင်းမစားတဲ့သူတွေကိုလည်းအပြစ်မတင်ပါဘူး။လွမ်းရည်ထက်ဝမ်းရည်ကိုပိုဦးစားပေးရတဲ့ဘဝကိုရောက်ဖို့ရင်ငွေရသိပ်အရေးကြီးကြောင်းသိလာပါလိမ့်မယ်။စုပါရှင်ဘိုင်